စွမ်းရည်မြင့်မားတဲ့လူတွေဟာလူတွေနဲ့ဆက်ဆံစကားပြောတဲ့အခါမှာကျွန်တော်နားလဲပါတယ်ကျွန်တော်စာနာပါတယ်ဆိုတဲ့စကားကိုတွင်တွင်သုံးတယ်စွမ်းရည်မြင့်မားတဲ့လူတွေဟာနှလုံးသားအရည်သွေးကောင်းတဲ့လူတွေလည်းဖြစ်တယ်အဲ့တော့စာနာစိတ်ဆိုတာတိတ်အရေးကြီးတာပဲတစ်ဖက်သားကပြောလိုက်တဲ့အခါမှာနော်တစ်ဖက်သားရဲ့စိတ်ခံစားချက်ဘာဖြစ်နေတယ်အဲ့ဒါကိုဆရာတို့ကနားလဲအောင်လိုက်ခံစားပေးပြီးတော့စာနာပါတယ်နားလဲပါတယ်ဆိုတာကိုပြောဖို့လိုတယ်နောက်ဆုံးတစ်နေ့ तू ပြောတာကိုသဘောမတူရင်တော့မှစာနာပါတယ်နားလဲပါတယ်ဒါပေမဲ့လို့ကျွန်တော်အမြင်ကတော့ဒီလိုရှိတယ်ဗျာလို့ပြောခြင်းအပြင်တစ်ဖက်သားကလည်းခဏနိုင်ရှိတာပေါ့နော်ဒါကြောင့်မလို့တစ်ဖက်သားရဲ့ခံစားချက်ကိုနားလဲပေးတဲ့လူတွေဟာစွမ်းရည်မြင့်တဲ့လူတွေဖြစ်ပါတယ်နံပါတ်6ကတော့စွမ်းရည်မြင့်တဲ့လူတွေကတမီးရဲ့ကျွန်တော်မှားသွားတယ်လို့ပြောဖို့ဝင်မလေးတဲ့လူတွေပဲဟုတ်ကဲ့ပါဆရာနော်လူတွေကမှားသွားပြီလို့ဆိုလို့ရှိရင်မှားကြောင်းကိုဝန်ခံလိုက်ရင်တိတ်ပြီးတော့ပေါ့နော်နှိမ့်ကျသွားရလို့ထင်ကြရတယ်မဟုတ်ပါဘူးတတိရှိတဲ့လူစွမ်းရည်မြင့်တဲ့လူကမှကိုမှားကြောင်းကိုဝန်ခံနိုင်ပါတယ်မှားသွားကြောင်းပြောရတဲ့အတွက်ကြောင့်စွမ်းရည်တွေပုံမြင့်လာပါတယ်မှားသွားကြောင်းဝန်ခံပြီးရင်တော့ဒါမျိုးတွေထပ်မမှားအောင်နောက်ကိုအမားကိုဘယ်လိုရှောက်ရှားရမလဲပြုပြင်ရမလဲစင်ကျင်ရမလဲဆိုတဲ့အတွေးတွေလည်းကိုယ်မှရလာပါတယ်ဟုတ်ကဲ့ပါဆရာအဓိကကတော့မှားသွားကြောင်းပြောယုံနေဝန်ခံယုံနေမကဘဲနဲ့အမားကနေလည်းပဲသင်ခန်းစာထုတ်နိုင်ဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာအခုစွမ်းရည်မြင့်တဲ့လူတွေရဲ့နော်ပြောတတ်တဲ့6ခုပြောသွားပါပြီဟုတ်ကဲ့ပါနောက်ဆုံးချက်ကတော့အရေးကြီးဆုံးပဲဟုတ်ကဲ့ရှင်အရေးကြီးတာပဲစွမ်းရည်မြင့်တဲ့လူတွေကတစ်ဖက်သားကိုခွင့်လွှတ်နိုင်ကြတယ်ဟုတ်ကဲ့ပါကျွန်တော်ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားကိုပြောရတယ်အာဃာတတွေကိုစုပ်ကိုင်မထားဘူးဒါပေမဲ့ခွင့်လွှတ်ဖို့ဆိုတာခက်တယ်နော်ခွင့်လွှတ်တယ်ဆိုတာခက်ပေမဲ့လို့ခွင့်လွှတ်တယ်ဆိုတာကိုယ့်အတွက်ပါကိုခွင့်လွှတ်လိုက်မှလွတ်မြောက်မှုကိုရပါတယ်ခွင့်လွှတ်လိုက်တယ်ဆိုတာကိုယ့်ရဲ့အာဃာတတွေကိုလွှတ်ချပလိုက်တာပဲဟုတ်ကဲ့ပါလွှတ်ချနိုင်မှကိုကရှေ့ဆက်ပြီးတော့ရှောက်လန်းမှုရပါမယ်ကိုဘဝကပို့ပြီးတော့ဖွင့်မျိုးတိုးတက်လာပါမယ်ဒါကြောင့်မလို့စွမ်းရည်မြင့်တဲ့လူတွေကတော့ခွင့်လွတ်ပါတယ်ဆိုတဲ့စကားကိုအမြဲသုံးလေးရှိပါတယ်ဟုတ်ကဲ့ပါဆရာပြောသွားတာဆိုလို့ရှင်ပေါ့နော်အင်မတန်မှဘူးတုတရပါတယ်ရှင်ဒါနှလုံးရည်အတွက်ပါလိုအပ်တဲ့အချက်တွေပါပါရှင်ဒါတွေကိုဒါတကယ်လူတွေကပေါ့နော်လိုက်နာပြီးတော့ဒါကျင့်သုံးလိုက်မယ်ဆိုလို့ရှင်ပေါ့နော်ပို့ပြီးတော့ပေါ့စွမ်းရည်ထက်မြက်ပြေးသွားတဲ့လူတော်လူကောင်းတွေဖြစ်မှာတော့မလွဲပါဘူးပေါ့ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပေါ့နော်ကျမတို့ရဲ့အစီအစဉ်မှာလာရောက်ပြီးတော့ပေါ့နော်ဒီလိုမျိုးတွေပြောကြားပေးသွားတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်သမီးဟုတ်ကဲ့ပါ